အားလုံးမင်္ဂလာပါခင်ဗျာ Happy Birthday to you Channel ကနေနေ့ထက်စာနှုတ်ဆက်တာလိုက်ပါတယ်ဟုတ်ကဲ့ပါဒီနေ့စက်တင်ဘာလ29ရက်နေ့ကျွန်တော်တို့ Happy Birthday to you Channel ကနေတင်ဆက်ပေးမယ်မွေးနေ့စီတောင်းအစီအစဉ်မှာပါဝင်လာတဲ့မွေးနေ့ရှင်ရတော့သူနာပြုတင်တန်းကြောင့်ကျိုင်းတုံမြို့မှာနေထိုင်နေမလင်းလက်နိုင်ပဲဖြစ်ပါတယ်ခင်ဗျာ Happy birthday ဒီနေ့စက်တင်ဘာလ29ရက်နေ့မှာရောက်ရှိလာတဲ့မလင်းလက်နိုင်ရဲ့23နှစ်ပြည့်မွေးနေ့ရဲ့မျက်လေးကိုတော့တပည့်မိမိနဲ့မောင်လေးတို့ကနေဝင်းနေစမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမလင်းလက်နိုင်ရဲ့23နှစ်ပြည့်ဝင်းနေရဲ့မျက်လေးကိုဖေဖေမိမိနဲ့မောင်လေးတို့စီတောင်းပေးထားတဲ့ဝင်းနေစီတောင်းလေးတွေရတော့ Happy Birthday ပါချေရတဲ့သမီးလေးရဲ့ဘဝတစ်ခြားလုံးကျမပြောရှင်ပြီးတော့ဒူတာမှန်သမျှပြည့်စုံတဲ့ပညာတတ်သူတော်ကောင်းမလေးဖြစ်ပါသည်မိဘအောင်လူကြည်ပြည့်စုံနိုင်တဲ့သမီးလေးမလေးဖြစ်ပါသည်ချေရတဲ့မိသားစုနဲ့အတူနေတဲ့အတိုင်းမှာကိုပင်တော့ကกินသွားဖြစ်တန်းနိုင်ပါသည်ကြီးပင်လာမဲ့သမီးလေးရဲ့ဘဝလေးဟာရေလိုရေးပန်းလုံချမ်းမြေပြီးတော့လူရပန်းနိုင်ကလုံးမထိပေးမရှိပဲအောင်မြင်မှုများစွာကိုပိုင်ဆိုင်နိုင်ပါသည်မိဘဆွေမျိုးများနဲ့ခုနှစ်ရက်သားသမီးများအပေါ်ကောင်းကျိုးပြုနိုင်တဲ့သမီးကောင်းရတနာလေးဖြစ်ပါသည်ပြီးကနိုင်သောလက်တစ်စုံကိုပိုင်ဆိုင်နိုင်ပါသည်မှားမှန်ခွဲခြားနိုင်တဲ့မြို့သမီးကောင်းလေးဖြစ်ပါသည်တောင်းလျာလာလီယာကလုံးမထိစုမညီပဲသူတော်ကောင်းများနဲ့သာတွေ့ဆုံနိုင်ပါသည်သမီးလေးကိုဖျားသခင်ကြည့်ရှုဆောင်ပါလို့ဖျားသခင်ကောင်းကြီးပေးပါသည်ဖျားရှိလူရှိမျက်နှာသာရသောသမီးလေးဖြစ်ပါသည်အာမင်ဆိုပြီးတော့မလီလက်နိုင်ရဲ့23နှစ်ပြည့်မွေးနေ့ရဲ့မျက်လေးကိုဖေဖေမိမိနဲ့မောင်လေးတို့ကနေဝင်းနေစမကောင်းလေးတောင်းဆိုပေးထားတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါမလီလက်နိုင်ရဲ့ Happy Birthday to you Channel ရနေလေဒီနေ့စက်တင်ဘာလ29ရက်နေ့မှာရောက်ရှိလာတဲ့မလီလက်နိုင်ရဲ့မွေးနေ့ရဲ့မျက်လေးကိုထက်ဆင့်ဝင်းနေစမကောင်းလေးတောင်းဆိုပေးကြပါတယ် Happy Birthday ပါနော်ဝင်းနေကနေစပြီးတော့ချင်ရတဲ့မိသားစုနဲ့အတူနောက်နှစ်ပေါင်း100တိုင်းပျော်ရွှင်စွာနေထိုင်နိုင်ပါစေ။နေ့ရက်တိုင်းကိုအေးချမ်းစွာဖြစ်တန်းနိုင်ပါစေ။မိဘကိုကျေးဇူးပြုနိုင်ပြီးတော့နောက်နာကမှထွန်းလင်းတောက်ပါတဲ့ပညာတတ်ကြီးလည်းဖြစ်ပါစေ။မျက်နှာမြင်ချစ်ခင်တန်ညာတနာပါသည်ဆိုတဲ့ဆုကိုပိုင်ဆိုင်နိုင်ပြီးတော့ချစ်သူခင်သူပေါ်များပါစေ။ကကြီးတုံးပါရန်သူမျိုးသားပါပေးရနေလဲခင်ဝေးနိုင်ပါစေ။တက်ရှိကြမှာပျော်ရွှင်ပြီးတော့ကောင်းမွန်လူရင်းဆန္ဒမန္တများပြေဝပါစေလို့ဒီနေ့စက်တင်ဘာလ29ရက်နေ့မှာရောက်ရှိလာတဲ့မလင်းလက်နိုင်ရဲ့မွေးနေ့ရဲ့မျက်လေးကို Happy Birthday to you Channel ရနေလေတက်စစ်မွေးနေ့စမကောင်းလေးတောင်းဆိုပေးလိုက်ပါရနော်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ရောက်ရှိလာတဲ့မွေးနေ့ရှင်ပါဝင်ကျွန်တော်တို့ပြည်သူတွေအားလုံးအေးချမ်းသာရတဲ့အချိန်တွေကိုအမြဲပိုင်ဆိုင်နိုင်ပါသေးလို့ Happy Birthday to you Channel ရနေဆုတောင်းမေတ္တာပို့သပေးလိုက်ပါရခင်ဗျာ Happy birthday